အားလုံးပဲမင်္ဂလာပါဒီနေ့တရားဒေသနာအဖြစ်ကျွန်တော်နည်းနည်းလေးခွန်အားပေးတိုက်တော့ချင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုစမ်းနေပြီးတော့စုထိတိုင်းကောင်းမွန်စွာကြည့်ရှုပေးပါနားထောင်ပေးပါလို့ရှေ့ဆိုကျွန်တော်ပြောချင်ပါတယ်ဒီနေ့ကျွန်တော်ရွေးချယ်ထားတဲ့ကျွန်တော်ဂျာပိုက်ကတော့ယာရီချိုပထမဆောင်အခက်ကြီးတဲ့အပိုင်ငယ်28ကို28ဖြစ်ပါတယ်ထို့ကြောင့်ကျမဒီသူ့ကိုထာဝရဘုရားအားငှပါပြီသူဒီတသက်လို့ထာဝရဘုရားထားတော်၌အငှခါ၍နေပါမည်တခေဟုလျှောက်ပြီးမှထိုအရန်၌ထာဝရဘုရားကိုကိုးကွယ်ကြ၏ဟာလေလုယာမောကလာမှာယေပရိုဟေရှိတယ်အဲ့ဒီယေပရိုဟေစီမှာတွားပြီးတော့မှယေပူဇော်လေးရှိပါတယ်ယေပရိုဟေကနေတဆင်ဖယားကိုယေပူဇော်လေးရှိပါတယ်အဲ့ဒီချိန်မှာဖယားရဲ့အိမ်တော်မှာအမှုတော်အဆောင်နေတဲ့ယေပရိုဟေကအဲလီဖြစ်ပါတယ်အဲလီမှာတား2ယောက်ရှိပါတယ်ယေပရိုဟေအဲလီမှာတား2ယောက်ရှိပါတယ်တား2ယောက်ကြောက်ကနောက်မှာပဲကျွန်တော်ပြောမှာဖြစ်ပါတယ်ဆိုတော့ဟာနာကသူ့ယောက်ျားကအယ်ကာနာဖြစ်ပါတယ်အယ်ကာနာကမိန်းမ2ယောက်ရှိတယ်အဲ့ဒီမိန်းမ2ယောက်ထက်မှာဖိနဟာနဲ့ဟာနာပဲဖြစ်ပါတယ်အဲ့ဒီဖိနဟာကတားရတယ်ကလေးတွေရတယ်ပြီးတော့ဟာနာကကြတော့ပရိသနီဆွေယူဖို့အတွက်တားရဖို့အတွက်ဖယားကခွင့်မပြုသေးဘူးဖယားကခွင့်မပြုသေးတာဖယားပဲခွင့်မပြုသေးတာမရနိုင်တာမဟုတ်ဘူးခွင့်မပြုသေးတာအဲ့ဒီမှာဟာနာကတားမရဘူးတားမရနိုင်ဘူးဘာမရနိုင်ဘူးဆိုပြီးတော့မှဘောင်းဝချင်အဖြစ်သူစေရကြဆရာတွေစိတ်ပြက်ဆရာတွေဝါနဲ့ဆရာတွေမျက်ရည်ကျဆရာတွေအများကြီးကြုံမှာမိမတယောက်ဖြစ်ပြီးတော့မှတားမရနိုင်တာသူများရှိမှမျက်နှာငယ်ရတယ်ဒါပေမဲ့လို့ဟာနာကဘာလို့ချင်လဲဆိုရင်တခြားအရာထက်တားရဖို့ကိုသူဆွဲလာတယ်ဖဲတားကိုပဲသူလူချင်တယ်အဲ့တော့သူဘာလို့သွားလဲဆိုရင်ဖယားအဲ့တော့ကိုတွားပြီးတော့မှဆုတောင်းရတယ်ဟာလေလုယာဒီနေ့ကျွန်တော်ပြောချင်တယ်ဒီလူချင်တာမှားတယ်များရှိရင်ကိုယောက်ျားကိုဘသူပဲဖြစ်ဖြစ်ရေဖွိတာထက်ဖယားကိုတွားပြီးတော့ရေဖွိတာပိုကောက်ပါတယ်ဟာလေလုယာတည်ရခါစားချက်ရှိနေရင်တည်ရခါစားချက်မှားများအားလို့ကိုဘုရားစီမှာတွားပြီးတော့ဆုတောင်းပါတည်ရနှလုံးသားအကျွမဲနဲ့ဖယားကိုဆုတောင်းဖို့ကဖယားအလိုတော်ရှိတယ်ဟာလေလုယာဆိုတော့ဒီနေ့ဟာနာကဖယားဤတော်ကိုတွားပြီးတော့စူးတောင်းနေခြင်းနဲ့ပဲသူနှုတ်တိုင်မလှုံးနိုင်တော့အောင်သူ့ရဲ့နှုတ်ကိုလုံးဝမလှုံးနိုင်တော့ဘူးအတားလည်းမထွက်နိုင်တော့တဲ့အချိန်မှာပဲယေပရိုဟိတ်အမှုတော်ဆောင်ယေပရိုဟိတ်အလီကလာပြီးတော့စပြည့်ရဲ့တောင်းလာလားဆိုပြီးတော့လာပြောလိုက်သိတယ်သူတော်မှနှုတ်တော်မလှုံးနိုင်တော့ဘူးအားမရှိတော့ဘူးဘလောက်ထိဝါနဲ့တွားမလဲတကယ်အဲ့ဒါကိုတကယ်ကျွန်တော်တို့စဉ်းစားဖို့အရေးကြီးတယ်တိတ်အရေးကြီးတယ်သူအားနဲ့နေတဲ့ချိန်ကျွန်တော်ပြောချင်တယ်သူများစုတော့ပြီးတော့သူများဝါနဲ့ပြီးတော့ကြေကွဲနေတဲ့ချိန်မှာဟာတာတွေတွားပြီးမလုပ်ပါနဲ့ကိုပြောချင်တဲ့များစကားကိုတွားပြီးတော့လိုက်မပြောပါနဲ့ကျွန်တော်အားပေးချင်တယ်မပြောပါနဲ့
သူနဲ့သူရဲတည်ပြီးတော့မှဆုတောင်းပါဟာလေလုယာသူနဲ့သူရဲတည်ပြီးတော့မှဆုတောင်းပါဟာနာကဆုတောင်းနေမယ်ဖယားခွေပြူဒီအတိုင်းသူတားတရားရလာတယ်အဲ့ဒီတားကရှာမွေလာလို့အမည်ပေးပါတယ်အဲ့ဒီတားကို3နှစ်ပြည့်တဲ့အခါမှာယေဘရဟိအလီစီကိုတွားပြီးတော့ဖယားအမှုတော်အတွက်ဖယားနိုင်ငံတော်အတွက်အစိတ်ခါဖို့အတွက်အမှုတော်ဆောင်ဖို့အတွက်ပေးအားလိုက်တယ်ဖယားကိုငှားလိုက်တယ်ယေဘရဟိအလီကိုတွားငှားတာမဟုတ်ဘူးယေဘရဟိအလီကိုတွားပြီးတော့အားလိုက်တာမဟုတ်ဘူးယေဘရဟိကိုတွားအားတယ်ဆိုတာယေဘရဟိကဖယားလူဖယားစိတ်ခဲတဲ့လူအမှုတော်ဆောင်ဖယားကိုတွားအားတာဖယားကိုတွားအားတာသူ့နှလုံးသားကိုဖယားကိုတွားအားတာဘာလို့သူ့နှလုံးသားလို့ပြောတာလဲဆိုရင်သူအချစ်ဆုံးသူဟာတားချမူလာပဲဖြစ်ပါတယ်သူ့ရဲ့နှလုံးသားဟာတားချမူလာပဲဖြစ်ပါတယ်သူ့မှာရှိသမျှအားလုံးဟာတားချမူလာပဲဖြစ်ပါတယ်ဟာလေလုယာသူအချစ်ဆုံးသူအလုံးချစ်ဆုံးသူအလုံးအားဆုံးသူဟာရှောင်းမလာဖြစ်တဲ့အတွက်သူ့မှာရှိတဲ့ဟာလေးနဲ့ရှောင်းမလာကိုတွားပြီးတော့ဖယားအမှုတော်တဲ့ပိန်ခါလိုက်တယ်ဟာလေလုယာဟာလေလုယာကတိတီတော်မိမဖြစ်ပါတယ်ဟာနာကဒီနေ့ကျွန်တော်လည်းအသက်တာမှာအရေးကြီးဖို့ကဖယားဒါကိုပေးပါဖယားဘိုးတော်အတွက်ပေးပါဖယားနိုင်ငံတော်အတွက်ပေးပါဖြစ်စေပါဆိုပြီးကျွန်တော်အမြဲတမ်းဆုတောင်းလေးရှိတယ်ကျွန်တော်ရပြီးတဲ့အခါမှာဖယားကိုမေးရောလေးရှိတတ်ပါတယ်ကျွန်တော်အားပေးခြင်းတယ်ကျွန်တော်တိုက်ထုတ်ခြင်းတယ်ဟာနာကဲ့သို့အသက်တာကိုပိုင်ဆိုင်ပါစေလို့ကျွန်တော်ပြောချင်တယ်ဟာလေလုယာဟာနာကသူပြောဒီအတိုင်းသူလုပ်တယ်သူကတိပေးဒီအတိုင်းသူအလို့တယ်ပိန်ခါလိုက်တယ်ဟာလေလုယာပိန်ခါလိုက်တယ်တက်လို့ပဲဒီမှာသူဒီတက်လို့ထာဝရဖျားထန်တော်၌အငှခါ၍နေပါမည်တခေဟုရှောက်ပြီးမှထိုအရန်၌ထာဝရဘုရားကိုကူပွေချ၏ဖယားတခေတွားအားလိုက်တဲ့ခါမှာအဲ့ဒီအရက်မှာပဲသူတို့ကဖယားကိုချီးမွမ်းကြတာဖယားကိုကူပွေကြတာဒီနေ့ကျွန်တော်လိုထားတယ်မှာကျွန်တော်ရရှိလာတဲ့ကောင်းချီးကိုဖယားဘိုးတော်အတွက်ဖယားနိုင်ငံတော်အတွက်ကျွန်တော်ပြားလဲပြီးတော့ပိတ်အားဖို့ရည်ကြီးတယ်အထက်ကကျွန်တော်တို့ပစ္စည်းဥစ္စာတစ်ခုခုပဲဖြစ်ဖြစ်သွားအားယူတစ်ခုနဲ့မပြည့်ဘူးကျွန်တော်တို့အတွင်းနှလုံးသားနဲ့ပါပိတ်ချင်တဲ့စာရကျွန်တော်အသက်တာထဲမှာဖယားကိုနေရပိတ်ချင်တဲ့စာရရှိဖို့ရည်ကြီးတယ်ကျွန်တော်နှလုံးသားတွေကနေပစ္စည်းတစ်ခုပဲဖြစ်ဖြစ်ပိတ်ချင်တဲ့စာရရှိဖို့အရေးကြီးတယ်လို့ကျွန်တော်အတွင်းနှလုံးသားကိုပဲဖယားကိုပေးအပ်ဖို့ရည်ကြီးတယ်အတွင်းနှလုံးသားကိုပေးအားတယ်ဆိုတာကျွန်တော်တို့ရှိမြတ်ဟာကိုရောအတွက်ပဲဖြစ်ပါစေကျွန်တော်တို့နှလုံးသားတွေကိုရောအတွက်ပဲဖြစ်ပါစေဆိုပြီးတော့ကျွန်တော်တို့အသက်တာကိုပါဖယားကိုအနာတာတော့အသက်တာရှိဖို့ကဖယားအလိုတော်ဖြစ်ပါတယ်ဟာလေလုယာဟာနာကရှောင်းမလာကိုတွားအားတယ်ဆိုတာသူအချစ်ဆုံးဟာရှောင်းမလာပဲသူနှလုံးသားဟာရှောင်းမလာပဲဒီနေ့ကျွန်တော်တို့လည်းဘာလို့ရမလဲကျွန်တော်အသက်တာကိုဖယားကိုပိန်အားဖို့ရည်ကြည့်တယ်ပိန်အားဖို့ရည်ကြည့်တယ်ဖယားဘိုးတော်အတွက်ကျွန်တော်အတွင်းလုံးထဲမှာဖယားရဲ့နှုတ်ကပါတော်အစီမျက်ရှိနေဖို့ကအင်တာမအရေးကြီးတယ်ဖယားနဲ့အခြေစီတော်သူဖယားကိုအခြေပေးတော်သူဖြစ်ဖို့အရေးကြီးပါတယ်ဟာနာကပါထားပြီးတော့ဘာပြောသိလဲဆိုရင်အခါချီနဲ့ပိုင်းရတဲ့နှစ်တုံးမှာငါနှလုံးဒီ
ငါစိတ်နှလုံးဒီထာဝရဘုရားကိုအမိပြု၍ရှူလားလျက်ထာဝရဘုရားကြောင့်ငါဥချုံမြင့်လျက်ရှိ၏တဲ့ဟာလေလုယာသူအသက်တာပါဘုရားကိုပိတ်အားတဲ့အခါမှာသူ့ရဲ့ဖြည့်ချင်းတွေအားလုံးဟာအမြင်ရောက်သွားတယ်သူ့ယုံကြည်မှုတွေသူ့ရဲ့မျှော်လင့်ချက်တွေအများကြီးရလာခဲ့တယ်ပျော်ရွှင်ခြင်းညစ်တဲ့ချက်တွေသူအများကြီးခံစားလာခဲ့တယ်ဟာလေလုယာဟာလေလုယာကယ်တင်ခြင်းဂျေဇုတော်ကြောင့်ဝမ်းမြောက်၍ယာသူတို့အားဝါကြွားသောစကားကိုပြောရ၏ယာသူတို့အားဝါကြွားသောစကားကိုပြောရ၏ကယ်တင်ခြင်းဂျေဇုတော်ကြောင့်ကယ်တင်ခြင်းဂျေဇုတော်ကြောင့်ဆိုတာသူဒုက္ခရောက်နေတဲ့အချိန်မှာတာရချင်တဲ့အခါမှာတာကိုပေးတော့ဖယားတခင်ကိုပြောချင်တာဟာလေလုယာဒုက္ခကြောင်းနေတဲ့အချိန်တွေးထဲမှာဟာနာရှိနေတဲ့အချိန်မှာကဲထုတ်ခဲ့တဲ့ဖယားတခင်ဖြစ်ပါတယ်ဖယားတခင်ကိုပြောချင်တာဖြစ်ပါတယ်ဆိုတော့သူဟာဖယားရဲ့ကျေးဇူးတော်ကြောင့်သူဝမ်းမြောက်ပြီးတော့တကယ်ပျော်ရွှင်ခြင်းငြိမ်သက်ခြင်းခါစားတဲ့အခါမှာဝမ်းမြောက်ခြင်းခါစားတဲ့အခါမှာသူရာသူဆိုတာလူကိုပြောတာမဟုတ်ဘူး။ပေါင်းဝကြည်ရဲ့စေရချာရှာရီဝမ်းနဲ့ရှာရီစိတ်ညစ်ရှာရီစိတ်ပြည့်ရှာရီအားလို့တေးစေနိုင်သောစကလုံးတွေအားလို့ကိုအနိုင်ယူနိုင်တာဖြစ်ပါတယ်ဟာလေလုယာဒါသူပေးထားတဲ့ဂတိအတိုင်းသူ့ရဲ့နှလုံးသားကိုဖျားကိုပေးအပ်လိုက်တဲ့အခါမှာသူဟာကြိုးစားစရာမလိုတော့ဘဲနဲ့ဖယားကသူ့အနားမှာအစဉ်ရှိနေတယ်ဆိုတဲ့အရာကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်အဲ့တော့ဒီအတွင်းနှလုံးသားဖယားအတွက်နေကြပေးလာတဲ့အခါမှာဖယားကိုခွင့်ပြုလာတဲ့အခါမှာဒီနှလုံးသားမှာဖယားကိုခွင့်ပြုလာတဲ့အခါမှာဖယားရဲ့နှုတ်ကပတ်တော်ကိုတိခါယူနေရတဲ့အခါမှာတိစင်လို့ထားတဲ့မှာဘယ်နေရာပဲသွားလှုပ်ချိုလိမ့်မယ်ပျော်ရွှင်လိမ့်မယ်ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းခါစားလိမ့်မယ်ဆွေးနွေးခြင်းခါစားလိမ့်မယ်ဟာလေလုယာဟာလေလုယာဟာနာကအဲ့ဒါပဲခါစားတာဖျားခြင်းကိုခါစားတာထာဝရဘုရားတာရှိတော်မူတဲ့ကတော့အဘယ်သူမျှမတာရှိတဲ့ဖယားတာရှိတော်မူတဲ့ကတော့အဘယ်သူမျှမတာရှိတဲ့ဟာလေလုယာဒီနေ့ကျွန်တော်လူသားတွေအားလုံးဟာမတာရှိတဲ့လူတွေပဲလူသားတွေအားလုံးဟာတူပဲအတူတူဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဟာလူတွေရဲ့စကားထဲမှာစေတာကြပြီးတော့ဝါနေပြီးတော့ကြေကွဲပြီးတော့ငိုကြွေးပြီးတော့အခြေကိုဖို့ဖယားလို့မရှိဘူးကျွန်တော်တို့ကိုဖန်ဆင်းပြီးတော့ကျွန်တော်တို့ကိုအတန်းရှင်ခွင့်ပေးတဲ့ဖယားစံတောင်းခွင့်ပေးတဲ့ဖယားအရာရာမှာကွဲကမာစံတော်မူသောဖယားတည်းကိုယေရှုတည်တော်အထက်တာကျွန်တော်တို့မှာရှိဖို့အရေးကြီးပါတယ်ဟာလေလုယာကျွန်တော်တို့အားကိုးရှာဆိုဖယားပဲရှိပါတယ်ဖယားနဲ့ကဘသူနဲ့မှဖယားနဲ့မတူပါဘူးလူတိုင်းကတူပါတယ်လူတိုင်းတူတယ်လူပဲလေဖာစင်ခါတဲ့လူတွေလေအဲ့တော့ဖာစင်ခါလူသားတွေချင်းဖြစ်ကြတဲ့အတွက်ကျွန်တော်ဟာလူသားတွေပုံမှာအားကိုးမိခိုလို့မရဘူးကျွန်တော်တို့အားကိုးမိခိုရမှာကျွန်တော်တို့ကိုဖာစင်တဲ့ဘုရားကျွန်တော်တို့ကိုအသက်ရှင်ခွေတဲ့ဘုရားကိုကျွန်တော်
အားကိုရမယ်မိကိုရမယ်ယူကြည်ရမယ်ဖခင်ကိုပဲစိတ်ချရမယ်ဖခင်ကိုပဲနေရပေးရမယ်ဖခင်ကိုပဲအခွင့်ပေးရမယ်ဟာလေလုယာဟာလေလုယာကိုရောမတပန်းအခြားသောဖခင်မရှိတဲ့ဟာလေလုယာဒီနေ့ချိန်ထိကျွန်တော်တို့အသက်ရှင်ခွင့်ပေးတာဂျားမှာချက်ခွင့်ကိုပေးတာအလုံးလုံးနိုင်တော့အခွင့်ကိုပေးတာဖခင်ပဲဟာလေလုယာဒါကြောင့်ဒီနေ့မိတ်ဆွေများအားလို့တင်ရဲ့ချက်ညီကမမောင်များအားလို့ကျွန်တော်အားပေးတိုင်းလုံးချင်တာတည်ရနှလို့တာကိုဖခင်ကိုပေးရပါဖခင်အတွက်ဆက်ကပါဖခင်ရှိလို့မဟုတ်မှနှိမ့်ချတဲ့အသက်တာနဲ့တည်ရနှလို့တာကိုပေးငှားလိုက်ပါဖခင်ကိုနေရာပေးလိုက်ပါဖခင်ကိုတည်ရဲ့အတွင်လို့တာနဲ့မှခွင့်ပေးလိုက်ပါသူများဖျားရောက်သွားတာနဲ့လိုက်ပြီးသွားနေတဲ့လူမဖြစ်ဖို့အရေးကြီးတယ်ဘယ်နေရာမှာပဲရှိဘယ်အလုံးမှာပဲအထက်မှာပဲရှိတင်းလူသားကဖယားကိုဖယားအတွက်ဖိအားချင်တဲ့စာရှိဖို့အရေးကြီးတယ်ဟာလေလုယာနောက်တစ်ခုကျွန်တော်ပြောချင်တယ်ဒါဝိယေဘရဟိကနေတစေယေပူဇော်ရဟန်းတဲ့ခိတ်ကာလမှာဒါဝိကယေဘရဟိစင်ကိုတွားပြီးတော့ဘုရားကိုယေပူဇော်လေးမရှိဘူးသူဘာလုပ်လဲသူအလုံးထဲမှာလေသူတိုးထိန်နေတာသူတိုးထိန်နေရဲ့ခြာထဲကနေပဲဖယားကိုချစ်မွားလိုက်တယ်ဖယားကိုကားခုလိုက်တာအချက်အကြောင်းမရှိဘဲနဲ့ဖယားကိုချစ်မွားကိုးကွယ်လိုက်တဲ့အခါမှာဖယားကအခြေတာတဲ့အခါမှာဒါဝိဒ်ကိုချီးမြှောက်လိုက်တယ်ဣသရေလလူမျိုးတွေတဲ့ဒီနေ့ဖယားကိုကြောင်းဖယားเจ้าကိုတဲနေရင်းနဲ့ပဲဖယားကိုအတွင်းနှလုံးသားနဲ့နေရာမပေးတဲ့သူတွေတပိုးကြီးကျွန်တော်ပြောချင်တာဖះเจ้าမတက်ပါနဲ့လို့ကျွန်တော်ပြောချင်တာမဟုတ်ဘူးဖះเจ้าတဲနေပြီးတော့မှသူ့ရဲ့နှလုံးသားကဖះအတွက်မဖြစ်စေပဲနဲ့နာမည်ကောင်းဖို့အတွက်ဖြစ်နေရင်ဒါအလကားပဲဘယ်နေရာမှာပဲနေနေဘယ်ပဲရောက်ဒါဝိကဲ့သို့ဖះကိုအဆက်အကြောင်းမရှိပဲချင်းမွားကိုးကွယ်တန်တော်သူဖះနဲ့ယဉ်နဲ့တန်တော်သူသူ့ရဲ့နှလုံးသားကိုဖယားကိုပေးအားတတ်တော်သူဖြစ်ဖို့အင်မတာမှကျွန်တော်တို့အသက်တာမှာအရေးကြီးတာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်ကျွန်တော်အားပေးခြင်းတယ်ဘယ်နေရာမှာပဲရှိဖယားကြောင့်တွားရည်လဲနှလုံးသားနဲ့ဖယားကိုချမောပါကိုးကွယ်ပါဘုရားကိုချစ်တဲ့စိတ်နဲ့ဘုရားကိုချမောပါကိုးကွယ်ပါဟိုတချစ်ဆိုတာမကောက်ဘူးညာမကောက်ဘူးဟိုမကောက်ဘူးမပြောပါနဲ့ဖះတင်းနှလုံးသားတွေကဖះကိုချစ်မဖို့ကနံပါတ်1အရေးကြီးဆုံးပဲသူများတချစ်ကောင်းတာတချစ်ဆိုတာကောင်းတာဆိုးတာအဲ့ဒါတင်းနဲ့မဆိုင်ဘူးတင်းနဲ့ဆိုင်တာဖះကိုတွားပြီးတော့ဖះเจ้าကိုတွားပြီးတော့ဖះရဲ့ရှိတော်မောင်းမှာနှလုံးသားအကြီးမဲ့နဲ့နှိမ့်ချတဲ့အသက်တာနဲ့ဖះကိုချစ်မကိုးကွယ်ဖို့ပဲအရေးကြီးတယ်ဟာလေလုယာဟာလေလုယာကျတ်တာပုဂ္ဂိုလ်ဘုရားကျောင်းတွေပုံမှာတဲနေရပြီပဲဘုရားစီကစကားဘာလဲဆိုတာမခွဲခြားတတ်တဲ့သူယေရှုကဘယ်ကလာလဲလို့မခွဲခြားတတ်တဲ့ကျတ်တာပုဂ္ဂိုလ်တွေအများကြီးပဲဘုရားကျောင်းတဲပြီးတော့မှဘုရားစကားကိုမသိဘုရားစကားကိုနားမလဲတောင်းဝအရာတော့နေဘာမှမထူကျွန်တော်ဒီနေ့ပြောချင်တာဖះကြောင့်တွားရည်လဲနှလုံးသားအကျွမ်းမဲ့နဲ့နှိမ့်ချတဲ့အတ္တတာနဲ့ဖះကိုချမပါဖះကိုကိုးကွယ်ပါမတွားနိုင်လဲရှိတဲ့အရေးကနေပြီးတော့ဖះကိုမရှက်မကြောက်ပဲနဲ့ချမလိုက်စားပါအာရပါရချမလိုက်စားပါဖ
ကားခေါ်လိုက်စားပါဒါကဖះအနှစ်သက်ဆိုပဲဟာလေလုယာအချစ်တိုင်းဖះကြီးကဘယ်နေရာမှာပဲနေရှိတဲ့အရေးကနေဖះကကောင်းချီးပြီးတော့ချီးမြှောက်မှာဖြစ်ပါတယ်ချီးမြှောက်ဖို့အတွက်တေးချပါတယ်ဘာဖြစ်လို့လဲဆိုတော့စိတ်ဓာတ်ဂျားရှာထဲကနေသူ့ကိုသူအသိတန်းလောက်အောင်ဝါနဲ့ခြေကွဲမှုတွေခါစားနေရတဲ့ဟာနာကူပါကောင်းကြည့်ပြန်ဖြစ်စေတဲ့ဖျားဖြစ်တယ်ဒါဝိကိုလည်းပဲတောထဲမှာပဲတုံးထိပ်ပြီးတော့တုံးထိပ်တဲ့နေရာကနေဣသရေလရှင်ဘုရင်ဖြစ်ခန့်အားလိုက်တဲ့ဖျားတခင်ကဒီဘယ်နေရာမှာပဲနေဘေးအချိန်ကြီးပဲရောက်ဒီချင်းမကိုးကွယ်ရှာဖျားကြိုင်းရပြီးပြီဖျားကအချိန်တိုင်းဒီကိုချင်းနှောင်းမှာပါဒီကိုချမောင်းမှာပါချင်းမြောင်းမှာပါမားစားမှာပါစေရမကြပါနဲ့နံပါတ်1နှလုံးသားအကျွမ်းမဲ့နဲ့စိတ်နှလုံးနှိမ့်ချပြီးတော့မှဘုရားကိုချစ်မွားပြီးတော့ကိုးကွယ်ပြီးတော့မှကိုယ့်ရဲ့အတွင်းနှလုံးသားထဲမှာမိမိရဲ့အတွင်းနှလုံးသားထဲမှာဘုရားကိုနေရာပေးပြီးတော့မှဖျားနဲ့နိကနေတော့သူဖျားနဲ့နင်းစားချက်တော့သူဖြစ်ဖို့အင်မတာမှအရေးကြီးကြောကိုဒီနေ့နှုတ်ကပါတော့အဖြစ်ဝင်ဟာဟောပြောပြီးတော့မှဒိုင်းတို့ချင်ပါတယ်အယောက်ချစ်စီတိုင်းနားထောင်တဲ့အယောက်ချစ်စီတိုင်းဖျားကအထူးကောင်းချီးပေးကြပါစေအာမင်အားလုံးကျေးဇူးတင်တယ်